ကဲချင်းဖြစ်မလဲဆိုတော့အပြာရော coffee ဆိုင်ပေါ့နော် တဲနုလိုပဲပြောမှာပေါ့နော်အဲ့ခစ်တဲ့ရစီအေဗန်တအေဗန်လုံးကိုကျွန်တော်အရန်ကြိုက်တာ လက်ဖက်ရည်ဆိုင်တွေပါထိုင်နေချိန်အဲ့လိုလူကြီးတွေပါအဲ့လိုဖွင့်တာပေါ့ပါပြရအောင် coffee ဆိုင်လားပါသူဆိုင်ဟုတ်တယ်အဲ့ဒါပါရစကြဘူးရအောင်လို့ ငယ်ရပေါ့နော်စိတ်ဝင်စားမှုဖြစ်တယ်အဲ့လိုအဖေအဲ့ကဆက်ကွေးအဲ့နဲ့စနားထောင်ဖြစ်တယ်ပေါ့နော် ငင်းကဆိုဒီမှာလို့ jazz band တွေပါဆိုတော့လည်းတိတ်ရှိပြီလေငယ်တဲ့တို့တီးတာကြားပူတာလေ သူ့ရဲ့စကလုံးတစ်လုံးလောက်တော့ခန်းစားဖို့ကမခန်းစားတတ်သေးဘူးပေါ့နော်ဟိုရန်လေးနဲ့တယ် လူငယ်တွေကြားထဲမှာအခုကငယ်တဲ့တဲ့ချင်းတွေကရေစီးကြောင်းမှာပြန်လည်နေတဲ့သဘောမျိုးပေါ့နော် ဂီတာဝိုင်းနေမှာပေါ့နော်ဘယ်သူချစ်ခိုင်းလဲလို့ဘာလို့အဲ့လိုဆိုကြတာ ဒီ music တစ်ခုပဲကျန်တဲ့အဲ့လိုငွေကြီးပါသူစိတ်ဝင်လာစိတ်ထဲမှာရှင်တန်ခြင်းတဲ့အတိုင်းပဲသူရှင်တန်လာအခုချိန်တည်းပဲ ဟိုစီမှာဖြစ်နေတဲ့ဟာကိုသူကရိုးရိုးရှင်းရှင်းလေးပဲ express လုပ်လိုက်တာပေါ့နော် သူပုံစံတည်ငြိမ်တယ်ဒီ humble လည်းဖြစ်တယ်ပေါ့နော်ဘာမာနတွေဘာမှမရှိ ဟိုကတာတီးရဲ့ playing style နဲ့သဘောကျတယ်ဟုတ်ပြီဆိုတော့အရင် unique ဖြစ်တယ်အားအကြောင်းလို့ သူဖက်ကြမ်းကင်ပြီးတော့ essay ရကျွန်တော်စကားပြောအရင်ကြိုက် artist ဖြစ်တယ်ပေါ့နော်ဟို feel လာမှလောက်တာပေါ့နော် film လာရင်မလုပ်ဘူးအဲ့လိုမျိုးအဲ့ဒါတွေအကုန်လုံးက inspire ဖြစ်စေပါတယ်ကိုယုံကြည်ရအောင်ကိုဆက်လုပ်ဖို့ကျွန်တော်တို့ဒီဟာကိုဖြစ်စေချင်တာကြားတယ်သူလည်းပြောဘူးတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တော်ကြာဘယ်လိုပုံစံဖြစ်လာမလဲဆိုတော့အခုတော့ကိုယ်တိုင်ကြုံရပြီလေ